Union Recap ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Super Family ဆိုတဲ့ဟာတာအရှင်ဖန်တီးမှုကားလေးအကြောင်းတင်ဆက်ပေးသွားမှာပါ။ဇလန်းကိုအစကနေအဆုံးထိပြောပြမှာဖြစ်လို့အားလုံးပဲနားဆင်အားပေးကြပါဦး။မောင်မိုက်တဲ့ညတညမှာ OLED ဆိုသူဟာမောင်ခိုသမားတွေအတွက်9ဦးတန်ချိန်တဒံကိုလှေငယ်လေးတစ်စီးနဲ့ခိုးထုတ်ဖို့ကူညီပေးနေပါတယ်။သူငှားထားတဲ့လှေစိတ်အလုပ်သမားကတော့ဒီလေဟာကီလို600ပဲတင်နိုင်တာမို့လက်မခံပဲညှင်းဆန်နေကြတာပါ။အိုလက်ကပတ်စံပို့ပေးမယ်ပြောပေမဲ့အလုပ်သမားကစိတ်မပြောင်းခဲ့ပါဘူး။ဒါပေမဲ့အိုလက်ကတော့အလျှော့မပေးပဲသူ့မိမစီဖုံးဆက်တယ်လို့ဟန်ဆောင်ပြီးမောင်ခိုသမားကိုလှမ်းပြောလိုက်ပါတယ်။အဲ့ဒါကတော့လှေသမားယုံအောင်ကုန်စည်တွေကိုကီလို600ပဲရှိတယ်လို့လိန်ပြောခိုင်းလိုက်တာပါ။ဒီအကွက်ကအောင်မြင်သွားပြီး9ဦးတန်လုံးကိုလှေပေါ်တင်နိုင်ခဲ့ပေမဲ့တိတ်မကြခင်မှာပဲလှေဟာဝမနိုင်ပဲဖြည်းဖြည်းချင်းနစ်မြုပ်သွားပါတော့တယ်။လူတွေအားလုံးကမ်းခြေစီကူးခတ်ခဲ့ရပြီးလှေသမားကရော်ကြီးတောင်းတာကြောင့်အိုလက်ဟာသူ့ရဲ့ကားအသစ်ကြီးကိုပေးလိုက်ရပါတယ်။နောက်ဆုံးမှာတော့သူ့မှာလှေသမားရဲ့ကားစုပ်ကြီးတစ်စီးနဲ့မှောင်ခိုသမားတွေကိုပေးစရာကျွေးမိတန်းတင်ကြံခဲ့ပါတော့တယ်။နောက်တစ်နေ့မှာတော့အိုလက်ဟာသူ့ရီးစားစပီတာအလုပ်လုပ်တဲ့ဘဏ်ကိုသွားပြီးချေးငွေတောင်းခဲ့ပေမဲ့အရင်ချေးထားတာမကြေသေးလို့ညှင်းပယ်ခံရပါတယ်။စပီတာကကူညီချင်တာကြောင့်သူမရဲ့မိသားစုစီမှာအိမ်တစ်လုံးရှိတာမို့အကူအညီတောင်းဖို့အကြံပေးပါတယ်။အိုလက်ကတော့စပီတာရဲ့မိသားစုကိုကြည့်မရတာကြောင့်ဒီအကြံကိုသဘောမကျပေမဲ့တခြားလမ်းမရှိတော့လို့လိုက်သွားခဲ့ရပါတယ်။အဲ့ဒီအိမ်မှာတော့တမိသားစုလုံးအတူနေကြတာပါ။စပီတာရဲ့အဖေဘောရစ်ကတော့တချင်းစန်းတွေဆိုရတာဝါသနာပါပြီးအမှုတစ်ခုကြောင့်အလိုရှိခံထားရသူမှုအိမ်ထဲကမထွက်တာ9နှစ်တောင်ရှိပါပြီ။အဖိုးဖြစ်သူပါပဲကတော့အသက်မရှင်ကျင်တော့ပဲတေးဖို့ပဲဆူတောင်းနေသူပါ။ညီမဖြစ်သူကြီးကလည်းပြဆက်ယုံမှာစရင်ကင်လုံနေပေမဲ့မင်းသမီးဖြစ်ချင်နေသူဖြစ်ပြီးမောင်လေးတူလေးကတော့ပန်းနိုင်ရင်ကြက်ယောဂတဲ့ပါ။သူဟာစစ်ခွေးတွေကိုလေ့ကျင့်ပေးတာဝါသနာပါပေမဲ့ယောဂကြောင့်စစ်တပ်ထဲကိုဝင်ခွင့်မရခဲ့ပါဘူး။ညီမအငယ်ဆုံးဆာရှာကတော့လူကြီးဖြစ်ချင်နေပြီးစပီတာရဲ့ရီးစားအိုလက်ကိုစိတ်ကူးနဲ့ကြွေနေတဲ့ကောင်မလေးပါ။အိုလက်ကဘောရစ်ကိုသူ့ရဲ့ငွေကြေးအခက်အခဲအကြောင်းပြောဖို့ကြိုးစားပေမဲ့ဘောရစ်ကတချင်းဆိုနေတော့မှုစောင့်နေခဲ့ရပါတယ်။အိမ်ရောက်မှုအရေးကိုပြောလိုက်တဲ့အခါဘောရစ်ကသူ့မိသားစုကိုကျွန်းအဖြစ်ရောင်းစားတာနဲ့တူတယ်ဆိုပြီးဒေါသတကြီးညှင်းဆန်ခဲ့ပါတယ်။အိုလက်ကဘသူမှနစ်နာမှာမဟုတ်ကြောင်းသူကအာမခံစာရွက်ပဲလိုတာဖြစ်ကြောင်းရှင်းပြပေမဲ့ဘောရစ်ကတော့မရဘူးဆိုတာပဲပြောနေပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ကအုတ်ကခဲတစ်ခုအိမ်ခေါင်မိုးကိုဖောက်ပြီးကျလာကအဖိုးပါပဲကိုထိမှန်သွားပါတယ်။အစမှာတော့ရန်သူတွေတိုက်ခိုက်တဲ့အောက်မေ့ပြီးအပြင်ကိုထွက်ပြေးကြပေမဲ့ကောင်းကင်မှာအုတ်ကခဲတွေကျွေးနေတာကိုမြင်မှအခြေအနေမှန်ကိုသိပြီးအဖိုးကိုကြည့်ဖို့အိမ်ထဲပြန်ဝင်ခဲ့ကြပါတယ်။အဖိုးကိုအိပ်ယာပေါ်ပို့ပြီးနောက်မှာတော့အိုလက်နဲ့ကလေးတွေဟာအုတ်ကခဲကိုပြန်ရောက်မှုမြေချင်းတူးကြပါတယ်။တူးနေတုန်းတယောက်ပြီးတယောက်အိပ်ပျော်ကုန်ကြလို့အိုလက်တယောက်တည်းမိုးလင်းတဲ့ထိတူးလိုက်ရပါတယ်။မနေ့ရောက်လို့ကျင်းထဲကတက်လာတဲ့အခါမှာတော့အဖိုးပါပဲကတရားတော့မယ်ဆိုပြီးသူ့ကိုလှမ်းခေါ်ပါတယ်။အိုလက်ကလူနာတင်ကားခေါ်ပေးမယ်ပြောပေမဲ့အဖိုးကတားမြစ်လိုက်ပြီးအေးအေးချမ်းချမ်းပဲတည်ချင်တယ်လို့ပြောပါတယ်။တေခါနီးမှာပါပဲကငါမိသားစုကိုပြောပေးပါအားလုံးငါနောက်လိုက်ခဲ့ကြဆိုတဲ့နောက်ဆုံးစကားကိုအိုလက်စီမှာခဲ့ပါတယ်။အဖိုးတကယ်တည်မတည်တွေးခုံလုံးစမ်းကြည့်ပြီးတဲ့နောက်မှာတော့အိုလက်ဟာစပီတာစီပြေးသွားပြီးသတင်းပြောပေမဲ့စပီတာကအိမ်မောကျနေလို့ဘာမှမသိခဲ့ပါဘူး။အိုလက်လည်းစပီတာဘေးမှာပဲအိပ်ပျော်သွားခဲ့ပြီးတိုလစ်ကတခုခုပြစရာရှိလို့လာနိုးတဲ့အခါမှာတော့စပီတာကပျောက်နေပါတယ်။အခန်းထဲရောက်တဲ့အခါမှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုတွေ့လိုက်ရပါတယ်။ဥက္ကာခဲကအရေးတွေအဖြစ်ပြောင်းလဲသွားပြီးဆာရှာကအရန်တန်မာတဲ့စွမ်းအားတွေရနေတယ်လို့ရီတာကလည်းပြန်တန်းနေပါတယ်။စပီတာတယောက်ကိုတပိုင်းပြောင်းနေတယ်လို့တေးပြီးဆိုတဲ့အဖိုးပါပဲကလည်းအကောင်းတိုင်းပဲရှိနေပါတယ်။ဒါပေမဲ့ရီတာကသူမရဲ့စွမ်းအားကိုမထိန်နိုင်ပဲခေါင်းမိုးပေါက်ကနေအပြင်ကိုပြန်ထွက်သွားပြီးချက်ချင်းဆိုသလိုမြေကြီးပေါ်ပြုတ်ကျသွားပါတယ်။အဖိုးကလည်းပြန်ပြီးလဲကျတည်ဆုံသွားပါတယ်။အဲ့ဒီအချိန်မှာပဲစပီတာကလည်းပျောက်နေတဲ့ကိုတပိုင်းပြန်ပေါ်လာပါတယ်။ရီတာကိုအိမ်ထဲပြန်ခေါ်ပြီးမပြန်နိုင်အောင်ကျိုးနဲ့တုတ်ထားလိုက်ရပါတယ်။အဖိုးကလည်းတေယာကတဖန်ပြန်နိုးလာပါတယ်။ဒါနဲ့ပဲသူတို့အားလုံးဟာအုတ်ကခဲကြောင့်ထူးခြားတဲ့စွမ်းအားတွေရလာတယ်ဆိုတာသဘောပေါက်သွားကြပါတယ်။စပီတာကအာနာပိုင်တွေကိုအကြောင်းကြားတဲ့နဲ့ပြောပြီးအခန်းထဲကထွက်သွားတဲ့အခါမှာအဖိုးကပြန်တည်သွားပြီးရီတာလည်းမပြန်နိုင်တော့ပါဘူး။ဒီတော့မှသူတို့ရဲ့စွမ်းအားတွေဟာအားလုံးအတူရှိနေမှအလုပ်လုပ်တယ်ဆိုတာကိုသိသွားကြပါတယ်။သူတို့တွေဆရာဝန်စီသွားပြပေမဲ့ဆရာဝန်ကတော့ခန္ဓာကိုယ်မှာဘာပြဿနာမှမရှိပဲကျန်းမာနေတယ်လို့ပဲပြောပါတယ်။စွမ်းအားတွေကသူတို့လူစုကွဲရင်ပျောက်သွားတတ်တာဟာစီကံတစ်ခုလိုဖြစ်နေပါတယ်။ညစာစားတဲ့အခါမှာတော့ဒီစွမ်းအားတွေကိုဘာလုပ်ကြမလဲလို့တိုင်ပင်ကြပါတယ်။ရီတာကလူရှိမှပြသချင်ပေမဲ့အဖိုးကတော့လူတွေတိသွားရင်သူတို့ကိုစမ်းသက်ခံတဲ့ရုပ်တွေလုပ်ပြလိုက်မယ်လို့ပြောလိုက်ပါတယ်။တိုလစ်ကတော့သူ့ခွေးတွေပြောတာကိုနားလည်နေပြီဆိုတာသိလိုက်ရပါတယ်
အိုလက်ကဒီစွမ်းအားတွေကို TV မှာပြပြီးပတ်စံရှာဖို့အကြံပေးပေမဲ့ဘော်ရစ်ကသူ့မိသားစုကိုအသုံးချခံမလုပ်နိုင်ဘူးဆိုပြီးညင်းပါတယ်။ညဘက်အိယာဝင်တဲ့အခါမှာတော့အိုလက်ကစပီတာကိုဘန်ထဲကပတ်စံတွေအကြောင်းမေးနေပေမဲ့စပီတာကတော့သူ့မမကိုပြောက်ကလေးတွေမွေးလာမလားဆိုတာကိုတွေးပူနေပါတယ်။နောက်တနေ့မနက်မှာတော့အဖိုးပါဘဲကကျိုးဆွဲချသေးဖို့စူးစမ်းပေမဲ့မိသားစုနဲ့နီးနီးနားနားရှိနေတဲ့၍သူကမသိနိုင်ပါဘူး။ဘော်ရစ်ကလည်းအိမ်သားထဲမှာအားဆိုင်ရင်းနဲ့သူ့မှာတယ်လီပို့နေရာရွှေ့ပြောင်းခြင်းစွမ်းအားရှိမှန်းသိသွားပြီးမိသားစုဝင်တွေစိတ်အေးလက်အေးဖြစ်အောင်အနားယူဖို့ငါးဖမ်းထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရေကန်နားမှာဘော်ရစ်ကစွမ်းအားကိုလေ့ကျင့်နေတော့အိုလက်ကသူ့ရဲ့အကြံစီကိုပြောပြပါတယ်။အဲ့ဒါကတော့သူတို့အားလုံးစွမ်းအားတွေတုံးပြီးဗန်နှမြတိုက်ဖို့ပါပဲ။စဗီတာကကိုဖြောက်ပြီးပတ်စံအိတ်ကိုယူလာဖို့နဲ့ကျန်တဲ့သူတွေကစွမ်းအားမပြောက်အောင်ဗန်ပြင်ကကားထဲမှာစောင့်နေဖို့ပေါ့ရီတာတိုလစ်နဲ့ဆာရှာတို့ကသဘောတူပေမဲ့ဘော်ရစ်ကတော့ပြက်ပြက်တသားညင်ပါတယ်။ဘော်ရစ်ကလက်မခံတာကြောင့်အိုလက်လည်းစိတ်ဆိုးပြီးကောင်းမောင်းထွက်သွားတဲ့အခါစဗီတာကလည်းနောက်ကလိုက်လာပါတယ်။သူမကမိသားစုဝင်တွေကိုအဖိုးအလောင်းကိုသူတို့ပြန်မလာမချင်းမြေအောက်ခန်းထဲမှာတင်ထားဖို့မှာခဲ့ပါတယ်။လမ်းမှာအိုလက်ကစဗီတာကိုသူ့ကြံကကောင်းပါတယ်လို့ဖြောင်းဖြနေတော့တခြားကားတစ်စီးကလာထားပါတယ်။အဲ့ဒါကတော့ကျွေးမိတောင်းနေတဲ့မှောင်ခိုသမားတွေပါ။အိုလက်ကတလအတွင်းပေးမယ်ပြောပေမဲ့သူတို့ကတပတ်ပဲအချိန်ပေးပြီးမပေးနိုင်ရင်အိုလက်ရဲ့ကိုအင်ကာတွေကိုတရုတ်မှောင်ခိုဈေးကွက်မှာရောင်းစားမယ်လို့ချိန်ချောက်သွားပါတယ်။အဲ့ဒီတော့မှစပီတာဟာအိုလက်ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ပြီးကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့စပီတာနဲ့အိုလက်ဟာဘော်ရစ်ကိုအိမ်တစ်ကြီးတစ်လုံးစီခေါ်သွားပြပါတယ်။ဒီအကြံတိုင်းလုပ်ရင်ဒီအိမ်ကြီးကိုဝယ်နိုင်မယ်လို့ပြောပေမဲ့ဘော်ရစ်ကစိတ်မဝင်စားပါဘူး။ဒါပေမဲ့စပီတာကသူမရဲ့ဘဝမှာပထမဆုံးအကြိမ်အကူအညီတောင်းတာကိုမှအဖေဖြစ်သူကလက်မခံဘူးဆိုပြီးငိုယိုပြောဆိုတဲ့အခါမှာတော့ဘော်ရစ်ကစိတ်ပျော့သွားပြီးဘန်ကိုလူရက်ဖို့သဘောတူလိုက်ပါတယ်။ဘော်ရစ်သဘောတူလိုက်တဲ့အခါမှာတော့သူတို့တွေအသေးစိတ်အစီအစဉ်ဆွဲကြပြီးမိသားစုအသစ်နဲ့ဘဝအသစ်အတွက်ပျော်ပွဲရွှင်ပွဲလုပ်ကြပါတယ်။ဆာရှာကတော့အိုလက်နဲ့စပီတာတို့နှစ်ယောက်တည်းရှိချိန်တိုင်းမှာဝင်နှောက်ယှက်နေပါတယ်။နောက်တစ်နေ့မှာဆာရှာကအိုလက်ကိုဆွဲဆောင်ဖို့မိတ်ကပ်တွေတောင်လိမ့်လာပါတယ်။အိုလက်အံ့ဩသွားတာကတော့မိသားစုဝင်တယောက်ချင်းစီကသူတို့ကူညီဖို့အတွက်တောင်းဆိုချက်တွေထုတ်လာတာပါ။အဖိုးကသူ့တည်ရင်မိတချိုပေးဖို့ရီတာကပရိသတ်ရှိမှပြန်ပြဖို့နဲ့ဆာရှာကတော့အိုလက်နဲ့ချင်းတွေ့ဖို့တောင်းဆိုကြပါတယ်။အိုလက်ကအစမှညင်းပေမဲ့ဘော်ရစ်ကမင်းမိသားစုဝင်ဖြစ်ချင်ရင်ဒါတွေလုပ်ပေးရမယ်လို့ပြောတာကြောင့်အားလုံးကိုလိုက်ရောလိုက်ရပါတယ်။အိုလက်ခါရီတာအတွက်ပြဆက်ရုံမှာရှိုးပွဲစီစဉ်ပေးခဲ့ပြီးညဘက်စဗီတာနဲ့အတူရှိနေတော့မှတော့သူ့ရဲ့စွမ်းအားကိုတိလိုက်ရပါတယ်။အဲ့ဒါကတော့သူ့လက်ချောင်းကနေရေတွေပန်းထွက်လာတာပါ။စဗီတာကတော့အပင်ရေလောင်းလို့ရတာပေါ့လို့နောက်ပြောင်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူတို့ပြစ်မှတ်ထားတဲ့ဘန်ကိုတွားကြည့်ကြပါတယ်။စဗီတာအလုပ်လုပ်တဲ့ဘန်မဟုတ်မှတန်တရာခင်းမှမှုတခြားဘန်ကိုရွေးခဲ့တာပါ။အဲ့ဒီမှာဆာရှာကစဗီတာသာအဖမ်းခံရရင်အိုလက်ကိုဘယ်သူကြည့်မလဲလို့မေးတဲ့အခါစဗီတာကရေပြီးနင်းမဲကြည့်ပေးလိုက်ပေါ်လို့ပြန်ပြောခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့တိုလစ်ကစစ်ထဲဝင်ဖို့ခွင့်ပြုချက်ရလို့စပင်တိုညှက်ထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့သူမရှိရင်ဗန်တိုက်ဖို့အဆင်မပြေမှဆိုလို့အိုလက်ကသက်ဆိုင်ရာလူကြီးတွေစီသွားပြီးတိုလစ်ကိုအမားယွင်းဖြစ်လို့ဆိုပြီးခွင့်ပြုချက်ကိုပြန်ရုပ်သိမ်းခိုင်းလိုက်ပါတယ်။တိုလစ်တယောက်စိတ်ပြတ်သွားပေမဲ့ဘော်ရစ်ကတော့သူ့သားနားမှာရှိနေလို့ဝမ်းသာနေပါတယ်။အိုလက်ကတိုလစ်ကိုဗန်ဖောက်ပြီးရင်ငါစစ်ထဲဝင်ရအောင်ပြန်လုပ်ပေးမယ်လို့ကတိပေးပြီးစီးယုံလိုက်ပါတယ်။နောက်တစ်ခါမှာတော့အဖိုးပါပဲအတွက်နာရီအိမ်ကိုသွားပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ကြပါတယ်။အဖိုးတည်သွားတဲ့အခါရဲတွေကဒီနေရာကိုပို့ပေးဖို့အတွက်ရင်ဘတ်မှာကတ်ထားရမယ့်စာရွက်ကိုယူခဲ့ပါတယ်။နောက်ပြီးအိုလက်ကဆာရှာနဲ့အတူစားတောက်ဆိုင်မှာချိန်တွေ့ပေးရပါတယ်။ကျန်တဲ့မိသားစုဝင်တွေကတော့အဝေးကနေစောင့်ကြည့်နေပြီးစဗီတာကတော့ကိုဖြောက်ပြီးဆာရှာဘေးမှာထိုင်ဆောင်နေပါတယ်။ဆာရှာကသူမရဲ့မိသားစုကိုစိတ်ကုန်နေပြီဖြစ်လို့ဗန်ဖောက်ပြီးရင်အိုလက်နဲ့လိုက်ခဲ့မယ်လို့ပြောနေတော့မှောင်ခိုသမားတွေနဲ့တိုးပါတယ်။မှောင်ခိုသမားတွေကအိုလက်ကိုလာချင်းချောက်တဲ့အခါဆာရှာကသူတို့ဟာလူဆိုးတွေမှန်းသိပြီးစွမ်းအားသုံးကဝိုင်းရိုက်ပါတော့တယ်။ကျန်တဲ့မိသားစုဝင်တွေကပြဿနာမဖြစ်အောင်ပြေးကြတဲ့အခါမှာတော့ဆာရှာလည်းစွမ်းအားပြောက်ပြီးသူတို့နောက်ကိုပြေးလိုက်ရပါတယ်။ညဘက်မှာတော့တိုလေးရဲ့ခွေးကနိုင်ငံတော်တချင်းဆိုပြတာကိုသူတို့အားလုံးနားထောင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဗန်ဖောက်မဲ့နေ့ကိုရောက်လာပါတယ်။အိုလက်ကကားကိုဗန်ရှိကနေပူထဲမှာရပ်ထားပါတယ်။ဘော်ရစ်ကတော့အရေးရတဲ့လမ်းကြားထဲမှာရက်ချင်ပေမဲ့အဲ့ဒီမှာကားမရက်ရလို့ရေးထားတဲ့ဆိုင်းဘုတ်ရှိနေပါတယ်။စဗီတာကတော့သူမရဲ့ခန္ဓာကိုယ်ပဲပျောက်တာဖြစ်ပြီးအဝတ်စားတွေကမပျောက်တာကြောင့်အဝတ်တွေအားလုံးချုပ်ပြီးကိုလုံးတီးနဲ့ပဲအိုလက်နဲ့အတူဗန်ထဲကိုဝင်သွားပါတယ်။စဗီတာကဝန်ထမ်းတွေနောက်ကိုလိုက်ပြီးလှုပ်ဝက်နံပါတ်တွေနဲ့ကုတ်နံပါတ်တွေကိုလေ့လာနေတော့အိုလက်ကလွတ်လန်းအတွက်ဗန်ရဲ့မြေပုံကိုဓာတ်ပုံရိုက်ထားပါတယ်။အပြင်မှာတော့ဘော်ရစ်ကနေပူတာကိုမခံနိုင်တော့ပဲကားကိုလမ်းကြားထဲကိုရွှေ့လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကဗန်ရဲ့ပတ်စံတင်တဲ့ကားရရမယ့်နေရာဖြစ်နေပါတယ်။
ပတ်စံတင်တဲ့ကားရောက်လာတဲ့အခါမှာဘော်ရီတို့ကားကိုဖယ်ခိုင်းပေမဲ့သူတို့ကဖယ်လိုက်ရင်စပီဒါဆွမ်းအားတွေပျောက်သွားမှဆိုလို့ညင်းနေကြပါတယ်။နောက်ဆုံးမှာတော့ဘန်လုံကြုံရေးတွေကသူတို့ကားနဲ့တိုက်ပြီးဘော်ရီတို့ကားကိုတွန်းထုတ်ပစ်လိုက်ပါတယ်။ဒီလိုနဲ့စပီဒါဟာဘန်ထဲမှာဝန်ထမ်းတွေနဲ့လူတွေရှိမှကိုလုံးတီးကြီးနဲ့ပေါ်သွားပါတယ်။အိုလက်ကအပြင်ကိုအပြေးထွက်လာပြီးအဖိုးအလောင်းကိုဘန်ရှိကိုဆွဲထုတ်လာခဲ့ရပါတယ်။အားလုံးပြန်စုမိသွားတဲ့အခါမှာတော့စပီဒါပြန်ပြောက်သွားလို့ဘန်ထဲကလူတွေကသူတို့မျက်စိမားတယ်လို့ပဲထင်သွားကြပါတယ်။သူတို့ပြန်ထွက်ဖို့ပြင်နေတော့မှပဲရဲတွေကလာစစ်ဆေးပါတယ်။ဘော်ရစ်ကတော့သူ့ကိုဖမ်းတော့မယ်အထင်နဲ့လန့်ဖြန့်ပြီးသူ့ရဲ့အစွမ်းနဲ့နေရာပြောင်းမိလိုက်ရာရဲကားထဲကိုမှားပြောင်းမိတာကြောင့်အဖမ်းခံလိုက်ရပါတော့တယ်။နာရီနှဲငယ်ကြာမှာတော့အိုလက်ကအမခံနဲ့ဘော်ရစ်ကိုပြန်ထုတ်ခဲ့ရပါတယ်။အိမ်ရောက်တဲ့အခါအိုလက်ဟာအားလုံးကိုဒေါသတကြီးစုပူပြီးနောက်စွမ်းအားတွေကိုရှောက်မသုံးဖို့ကတိတောင်းခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ရီတာကိုပြဆက်ယုံခေါ်သွားပေးရပါတယ်။ရီတာဟာပရိသတ်တွေအများကြီးတွေ့တော့စိတ်လှုပ်ရှားပြီးပြန်တက်သွားပါတယ်။အိုလက်ကနောက်ကလိုက်သွားတော့မှမှောင်ခိုသမားတွေကသူ့ကိုဖမ်းပြီးစင်ပေါ်တင်ကလူရှိမှဝိုင်းရိုက်ကြပါတယ်။စဗီတာရဲ့မိသားစုဝင်တွေကအမှားတွေပဲထပ်လုပ်နေတာကြောင့်အိုလက်ကသူတို့နဲ့မပတ်သက်ချင်တော့ဘူးလို့ပြောပြီးထွက်သွားဖို့ကြိုးစားပေမဲ့ဘော်ရစ်ကအကြံတစ်ခုရပြီးအိုလက်ကိုပြန်တားထားလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့တမိသားစုလုံးပန်းကိုတကယ်တော့ဖောက်ကြပါတယ်။အဖိုးပါဘဲကအပြင်ကလူတွေကိုအရက်စီတွေတောက်ပြီးမိမုတ်ပြကအာယုံလွှဲထားပါတယ်။ဆာရှာကကားတစ်စီးကိုတွန်းပြီးလမ်းပိတ်ထားကရီတာကပြတင်းပေါက်မှာကျိုးချိတ်ပေးပြီးဆာရှာကဆွဲဖွင့်လိုက်တဲ့အတွက်နေရန်ကြီးပေါက်သွားပါတယ်။ဘော်ရစ်ကအတွင်းထဲကိုသူ့ရဲ့အစွမ်းနဲ့ဝင်သွားပြီးဆာရှာကစဗီတာကိုအပေါက်ထဲပစ်ထည့်ပေးလိုက်ပြီးရီတာကစဗီတာကိုမတ်ချီကအတွင်းထဲပို့ပေးပါတယ်။စဗီတာကအချက်ပေးစနစ်တွေကိုပိတ်လိုက်ပြီးဆာရှာကပတ်စံတစ်တာကြီးကိုအပြင်ကိုမထုတ်ပစ်လိုက်ပါတယ်။ရဲတွေရောက်လာပေမဲ့တိုလစ်ကခွေးတွေကိုတုံးပြီးဟန်တာထားပါတယ်။သူတို့တွေပတ်စံတွေအများကြီးရပြီးနောက်အဖိုးကိုပြန်ခေါ်ပြီးထွက်ပြေးခဲ့ကြပါတယ်။မိုးလင်းတဲ့အခါမှာတော့သူတို့တွေလွတ်မြောက်သွားလို့အောင်ပွဲခံကြပါတယ်။အဖိုးပါဘဲကတော့သူ့ကိုထားခဲ့ဖို့တောင်းဆိုပြီးနောက်ဆုံးမှာတော့တေဆုံးသွားပါတယ်။သူတို့တွေအဖိုးကိုထားခဲ့ပြီးမောင်းထွက်သွားပေမဲ့စိတ်မကောင်းဖြစ်ပြီးပြန်လာကြပါတယ်။အဖိုးကပြန်နိုးလာပြီးသူ့ဆန္ဒအတိုင်းတေခွင့်ပေးဖို့အော်ဟစ်ပြောဆိုပါတယ်။ဘော်ရစ်ကအားလုံးအတူတူပျော်ပျော်ရွှင်ရွှင်နေကြမယ်ပြောပေမဲ့အိုလက်ကတော့ရဲတွေလာတော့မှမဖြစ်နိုင်ကြောင်းပြောပါတယ်။အိုလက်နဲ့စပီတာကထိုင်းကိုသွားဖို့တိုလစ်ကမော်စကိုသွားဖို့ဆာရှာနဲ့ရီတာကဘရာဇီးကိုသွားဖို့အသီးသီးအစီအစဉ်ရှိနေကြပါတယ်။အဲ့ဒီအချိန်မှာပဲအဖိုးကရဲတွေကိုဖုံးဆက်ထားလိုက်ပြီလို့ပြောတာကြောင့်အားလုံးထွက်ပြေးကြရပါတယ်။စပီတာကတော့အဖိုးတည်သွားတာကိုစိတ်မကောင်းဖြစ်ပြီးဒီခိုးရပါပတ်စံတွေကိုမယူချင်တော့ပဲပြန်ပေးဖို့ပြောပါတယ်။အိုလက်ကညင်းတဲ့အခါစပီတာကသူ့ကိုလမ်းခွဲပြီးကားပေါ်ကမောင်းချလိုက်ပါတယ်။အိုလက်လည်းပတ်စံတွေကိုယူပြီးမှောင်ခိုသမားတွေကိုကျွေးဆက်ကကြံတဲ့ပတ်စံတွေကိုသူ့ကိုယ်မှာကပ်ပြီးနိုင်ငံပြင်ပကိုထွက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့လေဆိပ်ရောက်တဲ့အခါမှာစပီတာတို့မိသားစုဟာအဖိုးအလောင်းကိုနာရီအိမ်ကနေပြန်လူဖို့ကြိုးစားရင်းအဖမ်းခံလိုက်ရတဲ့တဲ့ရင်ကိုမြင်လိုက်ရပါတယ်။အစမှာတော့လစ်လူရှုမလို့လုပ်ပေမဲ့လေရင်ပေါ်ရောက်တဲ့အခါမှာတော့စိတ်မကောင်းဖြစ်လာပြီးသူတို့ကိုကယ်ဖို့ပြန်လာခဲ့ပါတယ်။အိုလက်ဟာနာရီအိမ်ကိုသွားပြီးအဖိုးအလောင်းကိုပတ်စံပေးပြီးပြန်ဝယ်ခဲ့ရပါတယ်။ပြီးနောက်အဖိုးကိုရုံးတော်စီခေါ်သွားလိုက်တဲ့အခါမိသားစုဝင်တွေအားလုံးစွမ်းအားတွေပြန်ရလာပြီးရုံးတော်တစ်ခုလုံးရုပ်သေးသေးဖြစ်ကုန်ပါတယ်။သူတို့တွေရဲတွေကိုတိုက်ခိုက်ပြီးအတူတူထွက်ပြေးကြပါတယ်။အပြင်မှာရဲတွေအများကြီးဝိုင်းထားပေမဲ့ရီတာကကောင်းကင်မှာပြန်ပြပြီးနတ်သမီးအောင်ဆောင်ကအာယုံလွှဲပေးပါတယ်။အိုလက်တို့မိသားစုဟာရဲကားတစ်စီးကိုခိုးစီးပြီးထွက်ပြေးကြရမှာရဲတွေကနောက်ကလိုက်လာပါတယ်။ဘော်ရစ်ကရဲကားကိုသူ့ရဲ့အစွမ်းနဲ့နှောက်ယှက်တယ်လို့ဆာရှာကလည်းရဲကားတွေကိုတိုးထုတ်ပစ်ပါတယ်။အိုလက်ကတော့သူ့ရဲ့ရေပန်းနိုင်တဲ့အစွမ်းနဲ့ကားမှန်တွေကိုပန်းလိုက်ပါတယ်။ဆာရှာကသူမရဲ့စွမ်းအားကိုသုံးပြီးကားကိုရုတ်တရက်ကွေးလိုက်တဲ့အတွက်နောက်ကလိုက်လာတဲ့ရဲကားတွေအားလုံးတစ်စီးနဲ့တစ်စီးတိုက်မိကုန်ပါတော့တယ်။ရီတာကကားထဲကနေထွက်ပြီးကားကြီးတစ်စီးလုံးကိုမပြီးပြန်တန်းသွားတာကြောင့်ရဲတွေလည်းလိုက်လို့မရတော့ပဲလွတ်မြောက်သွားကြပါတယ်။အဆုံးသတ်မှာတော့အိုလက်နဲ့မိသားစုဟာမှောင်ခိုသမားတွေကိုပတ်စံပေးပြီးကုန်တင်နာထဲမှာပုံအောင်ကထိုင်းနိုင်ငံကိုထွက်ပြေးခဲ့ကြပါတော့တယ်။သူတို့တွေရှေ့ဆက်ရမယ့်ရက်20ခီးစဉ်မှာတော့တယောက်ကိုတယောက်ဖေးမရင်းအတူရှိနေကြမှာပဲဖြစ်ပါတယ်။